ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ထွန်းပါဒီနေ့စပိန်ကွန်ထရိုလာကဲအကြောင်းလေးရှင်းပြပေးမယ်ခင်ဗျာနော်စပိန်ကွန်ထရိုလာတွေက24 36 350ဝက်တွေပေါ့နော်ရှေ့ဆွဲခါဆွဲနောက်ဆွဲတွေမှာတော်တော်များများသုံးကြရတယ်ခင်ဗျာ free loan ဝက်ကြီးတဲ့ကောင်တွေဆိုရင်တော့ဒီထက်ဝက်များတာကိုသုံးရမှာပေါ့နော်အခုဒီဗီဒီယိုလေးကတော့နည်းနည်းပတ်1 2နဲ့လာမှာတော့မသိဘူးเนาะကျွန်တော်ဒီမှာအကုန်လုံးလက်လက်မိတလောက်အကုန်လုံးပြပြပေးမယ်ခင်ဗျာစပိန်ကွန်ထရိုလာကကျိုးရအများကြီးပဲဒါမဲ့ပြဿနာမရှိဘူးတချို့ကတည်းကဒီမှာအင်္ဂလိပ်လိုလေးပါရေးရတယ်စာလေးရေးရတယ်เนาะစာမရေးတာလည်းပြဿနာမရှိဘူးကျွန်တော်တခါလေးအလုံးမှတ်တယ်ဒီတင်ပေးမယ်ခင်ဗျာเนาะဒီမှာအရင်ဆုံးအခြေခံလေးအရင်ပြောပြပေးမယ်အခုဒီမှာနီနဲ့အနီအသေးလေးဒီလို socket ခေါင်းနဲ့ဒါက battery ကြိုးအနီနက်က battery ကြိုးဒီအနီအသေးလေးကတော့ကြိုးเนาะโอเคပါဒီမှာเนาะအနီနက်က battery 24ဆို24 36ဆို36ကွန်ထရိုလာကက်တွေက24ပဲဖြစ်ဖြစ်36ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်ထည့်စီးလို့ရတယ်ဘက်ထရီကเนาะဟုတ်ပြီအဲ့တော့ဒီဟာလေးကအနီနက်ကဘက်ထရီကြိုးအနီအသေးလေးကတော့ကြိုးမှတ်ထားရမယ်ပြီးသွားရင်ဒီလို socket နဲ့လာတယ် socket တွေကတော့အကုန်ပြန်ဖျက်ရမှာပြဝါစိမ်းဒါကမော်တာကြိုးပြဝါစိမ်းမော်တာကြိုးဒီမှားတက်လဲဘာမှဖြစ်ဘူးစီးလို့ရတယ်เนาะပြီးသွားရင်ဒီမှာဆန်စာကြိုးPanasonicဆိုရင်ဆန်စာလေးကြီးကက်ရွေးတယ်ဆန်စာလေးတက်ပေးရတယ်ခင်ဗျာယမဟာတို့ဘာလို့ဆိုရင်ဆန်စာကြိုးမပါဘဲနဲ့တော့စီးလို့ရတယ်အဲ့တော့ဒါမော်တာဆန်စာကြိုးဒီမှာ9ကြိုးသူကတစုတယ်ဒီလိုလေးအလွယ်မှတ်လို့ရတယ်ဗျာเนาะအရင်ကြီးမခက်ဘူးဗျအဲ့တော့ဘက်ထရီကြိုးရပြီမော်တာကြိုးရပြီမော်တာဆန်စာကြိုးရပြီเนาะအဲ့မှာအရေးကြီးဆုံးကလီဗာကြိုးနီစိမ့်နဲ့အသေးမှတ်လို့ရတယ်နီစိမ့်နဲ့လီဗာဆန်စာကြိုးเนาะနီစိမ့်နဲ့လီဗာဆန်စာကြိုးဒီလေးမျိုးသိရင်တော့ကျွန်တော်တို့ကစပိန်စီးလို့ရပြီခင်ဗျာနော်ကျန်တာတွေကမတွဲလဲရတယ်စီးလို့ရတယ်ပြီးသွားရင်ဒီမှာအဖြူလေးနှချောင်းဒါကက်တိုင်းမှာပါတယ်အဖြူလေးနှချောင်းအရင်တော့ကက်တွေဆိုရင်တော့အယောင်လွဲကောင်းလွဲနိုင်တယ်ဒါပေမဲ့ပြဿနာမရှိဘူးခုနောက်ပိုင်းအကုန်လုံးကအဖြူတွေနဲ့ပဲလာတယ်ဒါ restart ကြိုးမော်တာကြီးကမော်တာလဲတယ်ဘိန်းမလဲဘူးဆိုရင်ဒီဟာလေးကိုခဏတို့ပြီးတော့ပြန်ဖြုတ်ပြီးတော့ပြန်လုပ်ရင်ရတယ်ခင်ဗျာနော်ဒါကပြောရရင်တော့ restart ကြိုးပေါ့ဗျာတချို့ကလည်း memory sensor ကြိုးလို့ခေါ်တယ်တကယ်လို့ကိုယ့်ရဲ့ဘိန်းကပြောင်းမြန်ကြီးလဲနေဒီကောင်လေးထိုးလိုက်ရင်ရပြီဗျာနော်ဒီကောင်လေးခွဲခြားအလွယ်တယ်အနီနဲ့ဆောက်ကက်နော်ဒီလိုခေါင်းအနေနဲ့လာတဲ့ကောင်အဲ့ဒါ remove ကြိုးဟုတ်ကဲ့ပါအဲ့ဆိုရင်ကျန်နာတွေကတိတ်မကြံတော့ဘူးခင်ဗျာနော်တခါလေးပြောပြပေးပါမယ်ဒါက3 speed ဒါပေမဲ့ဒီကတ်မှာက2ကြိုးပဲပါတယ်3 speed ဆိုတာဒီကြိုးနဲ့ကြိုးကိုပူးလိုက်ရင်အမြန်ရမယ်ခင်ဗျာနော်ဒီတိုင်းဘာမှမပူးပဲစီရင် speed 2ဒါပေါင်းလိုက်ရင်3 speed ဆိုတော့ပုံမြန်သွားမယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီမှာ low brake high brake လေးပါတယ်ခင်ဗျာ low brake high brake ဆိုတာက brake ညင်မီလျံအောင်လုပ်တာဖြစ်ပါတယ်ခင်ဗျာဒါလေးကဘာကြိုးလဲဆိုတော့ဒါ mileage ကြိုးနော်ဒီကြိုးကတော့မသိဘူးဗျာ circuit တယ်ဘာ circuit လဲမသိဘူးဒီကတ်မှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်ထင်တာတော့နင်းတွန်းကြိုးဖြစ်ဖို့များတယ်ခင်ဗျာနော်ဒါတကယ်တော့မတူဘူးအခြေခံသိရမှာကကိုက၄ကြိုးလောက်သိရင်ရပြီဘက်ထရီအနီနဲ့ကြိုးမော်တာကြိုးမော်တာဆန်စာကြိုးလီဗာကြိုးအဲ့ဒါလေးသိရင်ရပါပြီခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကွန်ထရိုလာကက်တွေကဘက်ထရီအနီနဲ့မှားလို့တော့မရဘူးခင်ဗျာမှားရင်ပြတ်တယ်နော်ဒီကက်လေးကရောင်းသေးရ24 36 350ဝက်က3900ပဲရှိပါတယ်ခင်ဗျာနော်ကျွန်တော်ရှိမှာဆက်သွယ်ပြီးတော့မှာယူရရပါတယ်ခင်ဗျာအိမ်ရောက်ငွေချေရပါတယ်ပတ်စံလည်းကြိုလွဲစရာမလိုပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ